Okay မင်္ဂလာပါဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးထဲမှာ TikTok monetization နဲ့ပတ်သက်ပြီးတော့သိထားရမယ့်အချက်၅ချက်ကြောင့်ကိုမျှဝေပေးသွားချင်ပါတယ်ဒီမေးခွန်းကကျွန်တော်ရဲ့ page chat box မှာရော TikTok chat box မှာရောပေါ့နော် client အများစုမေးတဲ့မေးခွန်းဖြစ်တယ်အဲကြောင့်ဒီမေးခွန်းလေးကိုဖြေရင်းနဲ့ကျွန်တော် knowledge sharing video လေးရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်နော်အဲ့တော့နံပါတ်1အနေနဲ့ကကျွန်တော်တို့က TikTok မှာ monetization ရှောက်တော့မယ်ဆိုလို့ရှိရင် TikTok account က Japan region account ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါကတော့အများစုသိထားပြီးသားဖြစ်တယ်အခြား other country region account တွေလည်းမရဘူးလားဆိုတော့မဟုတ်ဘူးရှာရပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံတော့အဆင်ပြေဆုံး region ဆိုလို့ရှိရင်တော့ TikTok region ကပို့ပြီးတော့သုံးရတာပိုအဆင်ပြေတယ်ဝင်ငွေရလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ Okay နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ TikTok ရဲ့ follower က 10k ဖြစ်ဖို့လိုပါတယ်။အဲ့တော့10k ကကျွန်တော်ဆက်ဖွင့်ခြင်းမှာပြည့်ဖို့တော့မလွယ်ဘူးပေါ့နော်။ဒါပေမဲ့ content quality ကောင်းကောင်းနဲ့ကျွန်တော်တို့ရေရှည်ဆိုတော့ကျွန်တော်တို့ daily ပေါ့နော် up to dateတနေ့ကိုပုတ်ကနေပြီးတော့3ပုတ်လောက်ထိပေါ့နော်အဲ့လိုမျိုးပုံမှန်လေးတင်ပေးနေတယ်ဆိုလို့ရှိရင် TikTok ရဲ့ algorithm ကorganic reach တွေပိုကောင်းလာနိုင်တယ်ပေါ့နော်အဓိကကတော့ဘာ trend ဖြစ်နေလဲ trend မှာမူတည်ပြီးတော့content တွေဖန်တီးပြီးတော့ကျွန်တော်တို့ TikTok platform မှာတင်ပါနော်အဲဆိုလို့ရှိရင်တော့ TikTok တပုတ်ဗီဒီယိုတစ်ပုတ်ပေါက်ပြီး1 million နဲ့ချီပေါက်ပြီးဆိုရင်တော့ 10k ရတော့အချိန်ခဏလေးတွင်ပြည့်နိုင်ပါတယ်။ Okay နောက်တစ်ခုနံပါတ်3ချက်ပေါ့နော်အဲ့ဒါကကျတော့ video view ကကျွန်တော်တို့ 100k ပြည့်မှရမယ် follower 10k video view က 100k ပေါ့နော်ဆိုတော့ 100k ကကြတော့ဒီမှာနည်းနည်းလေးအမှတ်မှားနေကြရှိတယ် 100k ဆိုတာကစဖွင့်ပြီးတော့လက်ရှိရောက်နေတဲ့အခြေအနေကိုရည်တာမဟုတ်ဘူးသူက30 days ဆိုတဲ့အတွက်ရက်30အတွင်းမှာရည်တာဖြစ်တယ်ပေါ့နော်ဆိုတော့ရက်30မှာအတွင်းမှာရည်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ TikTok account ကိုအခုမှစဖွင့်လိုက်တယ်စဖွင့်လိုက်ပြီးတော့ဥပမာပေါ့နော်ကျွန်တော်တို့ January လ1ရက်နေ့ကနေစဖွင့်လိုက်တယ် January 30အတွင်းမှာvideo view က 100k view total view ရှိနေဖို့လိုတယ်ပေါ့နော်ဒါကိုပဲကျွန်တော်တို့ရည်ထွက်တာဖြစ်တယ်ပေါ့နော်ဒီ view ပြည့်သွားပြီဆိုလို့ရှိရင်ဒါ monetization တော့ auto ပွင့်နေပြီcreator reward program ပေါ့နော်ပြောမယ်ဆိုဂျပန်အကောင့်မှာ okay အဲ့ဒါပွင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်အကောင့်ချိတ်ဖို့လိုလာပြီဘန်အကောင့်မချိတ်ခင်စက်ကြားမှာကျွန်တော်တို့တစ်ခုလုပ်ဖို့လိုတယ်ဘာလဲဆိုလို့ရှိရင် ID verification အဲ့တော့ဒါကကြတော့ကျွန်တော်တို့ TikTok account စဖွင့်ခဲ့တဲ့အချိန်မှာဒီကိုယ့်ရဲ့ battery နဲ့ပြီးတော့ ID တင်မဲ့မှတ်ပုံတင်ရဲ့ဒီ verification ကဒီမှတ်ပုံတွေမှာပါတဲ့မှတ်ပုံတွေမွေးနေ့မွေးရက်နဲ့ကျွန်တော်တို့ TikTok account ဖွင့်တော့ကထည့်ခဲ့တဲ့ battery နဲ့တူနေဖို့လိုတယ်တကယ်လို့မတူဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ setting နဲ့ကိုသွားပြီးတော့ချိန်လို့ရတယ်ပေါ့နော် okay အဲ့တော့အဲ့ဒီမှာကျွန်တော်တို့က ID လေး TikTok ဘက်ကိုပို့ပေးဖို့လိုတယ်ပေါ့နော် verify ဖြစ်ဖို့လိုတယ် verify ဖြစ်ပြီဆိုတော့မှကျွန်တော်တို့ကနောက်တစ်ချက်နံပါတ်5အချက်အနေနဲ့ကban account ချိတ်ဖို့လိုတယ် ban account ချိတ်တဲ့နေရာမှာမြန်မာနိုင်ငံက ban တွေလုံးဝချိတ်လို့မရပါဘူးအဲ့တော့သူက international transfer သွားမှာဖြစ်တဲ့အတွက်ဒေါ်လာနဲ့ဝင်မှာပေါ့နော်ဒေါ်လာနဲ့ဝင်မှာတချို့ဒီထိုင်းကဖွင့်ထားတဲ့ account တွေဆိုလည်းဘတ်နဲ့ဝင်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအများဆုံးသုံးကြတာကထိုင်းဘဏ် account တွေချိန်ကြများတယ်မှာဘန်ကောက်ဘဏ်တို့ K ဘဏ်တို့เนาะဒါတွေကအများဆုံးသုံးပြုတဲ့ဘဏ်တွေပေါ့နော်ဆိုတော့အားကြောင့်မို့ကျွန်တော်တို့ကဘန်ကောက်ချိန်တဲ့ခါကြလို့ရှိရင်လည်းforeign bank ဖြစ်ကမယ်ပြီးသွားလို့ရှိရင်ပိုကောင်းတာကတော့ TikTok မှာ monetization အတွက်ဘန်ကောက်ချိန်လို့ရှိရင်ID တခုဘန်ကောက်တခုကပို့ပြီးတော့များတယ်ပေါ့နော်တချို့ကြဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ဘန်ကောက်တခုတွေကို TikTok account တွေအများကြီးပေးအောင် account လိုက်တိုင်ပေးထားရှိဒါတွေရဲ့ AR တခုတက်ခဲ့လို့ရှိရင်အကုန်လုံးလိုင်းကြီးတက်တာပေါ့နော်ဒါပေမဲ့ TikTok မှာကပြဿနာတော့မရှိဘူးကျွန်တော်တို့15ရက်တက်ကပေးအောက် account ကိုပေါ့နော်ပြောမယ်ဆို Facebook နဲ့ပြောရင်တော့ပေးအောင်ပေါ့နော်ဒါပေမဲ့ TikTok မှာကျတော့ကျွန်တော်တို့က ban account လို့ပဲပြောမှရမှာပဲเนาะအဲ့တော့ကျွန်တော်ပြန်ပြောကြည့်ရအောင်နံပါတ်1က Japan region account ဖြစ်ကမယ်နံပါတ်2က 10k follower ရှိကမယ်နောက်တစ်ခုကကျွန်တော်တို့ view က 100k view ရက်30အတွင်းပြည့်ရမယ် okay ပြီးသွားရင်အဲ့ဒါပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ ID verification လောက်ကမယ်အဲ့ဒါအောင်ပြီဆိုတော့မှကျွန်တော်တို့ဘန်ကောက်ချိန်ကမယ် okay ဆိုတော့ဒီ process 5ခုပြီးပြီဆိုလို့ရှိရင်တော့TikTok ကနေပြီးတော့ကိုယ့်ရဲ့ video view တွေများရင်များသလို content quality ကောင်းရင်ကောင်းသလိုကျွန်တော်တို့ RPM မြင့်နဲ့ဒေါ်လာတွေစပြီးတော့ဝင်ပြီပေါ့နော်ဆိုတော့ဒီအတွက်လည်းကျွန်တော်တို့ Facebook monetization service ပေးတယ်လို့ပဲကျွန်တော် TikTok မှာလည်းဘန်ကောက်ချိန်ပြီးတော့ monetization service ပေးမယ်ပြီးသွားလို့ရှိရင်ဘန်ကောက်ချိန်ပြီးတော့% တစ်ခုယူပြီးကျွန်တော်ပြန်ထုတ်ပေးပဲเนาะဆိုတော့ဒီ monetization service လေးလည်းရနေပါပြီစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ page chat ပေါ်မှာအသေးစိတ်လာပြီးတော့မြင်လို့ရပါတယ် okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye